ယုံကြည်တယ်ကိုစိတ်ကြပါဗျာတင်ပါဗျာတပည့်တော်ကြီးကြီးပြူပြူနဲ့လက်ခံပါမယ်ဖေဟာကိုသားသမီးအရင်တယောက်လိုစောင့်ရှောက်ပါမယ်လို့ဖုံဖုံကိုဂရုပေးပါတယ်ဖေဟာဒါတို့မြေတို့လာကြဩနန်းမီတိုင်းဒါနဲ့ဒီတက္ကမလေးကကြာညူချင်မဟုတ်လားဟုတ်တယ်လေဗျာဟိုလွန်ခဲ့တဲ့5-6နှစ်ကဟိုသင်္ကန်းရှင်ပြားစီလက်ခတ်တော့သူကလေးလေးပဲရှိသေးတယ်လေဗျာဟိုဘက်ကတော့ခြေထွေးတယ်တောင်ငယ်ရဲ့တူတော်တယ်ဗျာဒီရွယ်တော့ရောက်လာပြီနော်ဒီမှာမြေတို့ဒါမောင်ထွန်းထွန်းတဲ့မြေတို့တဲ့တတိုင်းကြီးတယ်ဆရာတော်ဘုရားငယ်ကလေးကမွေးစားထားတာလေသူလည်းဒီနှစ်10တန်းဆိုတော့ဒီမှာအတန်းတက်လို့ရအောင်အဖွားတို့စီကိုလက်အပ်ထားတာဒီနေ့ကစားပြီးမောင်ထွန်းထွန်းကဒီကိစ္စမှနေတော့မှာမြေရဲ့မြေတို့နဲ့တက်တက်မြမြနေရမယ်နော်ရံဖြစ်ရဘူးမောင်နှမတွေဖြစ်သွားပြီမြေတို့နှစ်ယောက်ရဲ့အကိုပဲနော်ဟုတ်ကဲ့ပါဘုံဘကတော့ဟောဒီရတခါကြီးတို့ကျေးဇူးတင်ရမလို့ဖြစ်နေပြီကွယ်မဟုတ်တာဗျာဒီပြီးတော့ဒါရှင်မြတ်ကျေးဇူးတွေဆက်လို့မကုန်တော့ပါဗျာဘုံဘကဟောဒီရတခါကြီးဒီမှာဝန်ထုတ်ဝင်ဖို့ဖြစ်မှာစိုးရင်မဖြစ်ပါမဖြစ်ပါဘူးဖေဟာဟိုတပည့်တော်တို့အိမ်မှာစပိန်လေးလဲတစည်းအပူရှိတော့ဒီကလေးကြောင်းတက်ရတာလေအဆင်ပြေပါတယ်ဖေဟာဒီပါဗျာအဲထွန်းဟောဒီရတခါကြီးနဲ့ကမာကြီးကိုမိဘရင်းတို့သဘောထားရမယ်နော်တင်ပါဗျာပဲဖြစ်ဖြစ်အိမ်မှာရှိတဲ့အလုပ်တွေကိုမခုံမကားကဖက်နဲ့ကျူးကျူးဆဆလုပ်ကြားလားတင်ပါဗျာဒါကိုလည်းစူးစမ်းတင်ပါပြီးတော့ကိုယ့်ရဲ့ညီမလေးလူတို့သဘောထားပြီးရမဖြစ်ကြနဲ့နော်တင်းတင်းမြတ်မြတ်နေတင်ပါဗျာတပည့်တော့လိန်ပါပါမယ်ဗျာကဲအဲ့ဒါဆိုလည်းဘုန်းကြီးကိုပြန်ခွင့်ပြီးတော့တင်ပါဖေဟာအမလေးမုံဟင်းငန်းနဲ့လေကမွေးနေပါလားဘူးတို့ရဲ့စားကောင်းမဲ့ပုံမထက်စမ်းမအောင်ဟဲ့ထွန်းထွန်းမင်းအစိုးရနိုးနေတာလားဟုတ်တယ်မမေရဲ့ကိုထွန်းကလေမနဲ့တဲ့တစ်ချံလုံးတပြန်စည်းလဲပြီးပြီမေရဲ့ပြီးတော့ကိုထွန်းကဘုဒ္ဓမွေးငါချက်တာဝိုင်းကုန်နေရလေအော်ကောင်းတာဗောမမေဟဲ့မလီလာမ